New York မြို့ကုလသမဂ္ဂထွေထွေညီလာခံတက်ရောက်နေတဲ့အီရန်သံတမန်တွေအမေရိကန်လက်ကဈေးဝယ်စင်တာတွေမှာဈေးဝယ်ယူလို့မရအောင်ထရန့်အစိုးရကတားမြစ်ခဲ့တယ်လို့သိရှိရပါတယ်။အမေရိကန်ကိုရောက်ရှိနေတဲ့အီရန်သံတမန်တွေနဲ့အရာရှိတွေဟာအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့ကွန်ပျူတာမရရှိပဲ Costco တို့မှအခြားလက်ကားဆိုင်တွေဖြစ်တဲ့ Sam's Club, BJ's Wholesale Club တွေမှာဈေးဝယ်ခွင့်ပြုမှာမဟုတ်ဘူးလို့ထရန့်အစိုးရကထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။အီရန်သံတမန်များအတူတကွလိုက်ပါလာကြတဲ့မိသားစုဝင်များဒီကြေညာချက်မှာကျုံးဝင်မှာဖြစ်ပြီးအမေရိကန်နိုင်ငံရေးဝန်ကြီးဌာနကွန်ပျူတာမရှိဘဲအဖိုးတန်စိန်ခံပစ္စည်းတွေဝယ်ယူခွင့်မရှိဆိုတဲ့အချက်လည်းပါဝင်ပါတယ်။အမေရိကန်လက်ကစတိုးဆိုင်တွေမှာအီရန်သံတမန်တွေဘာလို့ဈေးဝယ်ချင်ကြတာလဲ။အီရန်မှာမရနိုင်တဲ့ပစ္စည်းတွေကိုအလုံးရင်ဈေးချိုချိုနဲ့ဝယ်လို့ရနိုင်ပြီးအီရန်ကိုပြန်သယ်သွားနိုင်လို့ပဲဖြစ်ပါတယ်။အီရန်သံတမန်တွေအနေနဲ့စိန်ခံပစ္စည်းတွေဆိုရင်တန်ဖိုးဒေါ်လာ1000ကျော်ရင်မော်တော်ယာဉ်တွေဆိုရင်ဒေါ်လာ6000ကျော်ရင်အမေရိကန်အာဏာပိုင်တွေရဲ့ကွန်ပျူတာရယူရမှာဖြစ်ပါတယ်။စိန်ခံပစ္စည်းများသတ်မှတ်ချက်မှာနာရီများတည်ရည်နဲ့ပြုလုပ်ထားတဲ့ဝတ်ထည်သုံးဆောင်များပိုးဖွဲကတိပါနဲ့လုပ်ထားတဲ့ဝတ်ထည်သုံးဆောင်များဖနက်များတိုးမွေများလက်ကင်အိမ်များအမျိုးသားကင်ပစံအိမ်များစာရေးဖောင်တိမ်များအလှပြင်ပစ္စည်းများရေမွေးအမြော်စားများအလို့တုခုမပစ္စည်းများကော်စောများပန်းထိုးစာများပလဲကြောင်းမြေရတနာနဲ့တန်ဖိုးကြီးကြောက်တံပဒများလက်ဝဲရတနာများတရားစစ်သုံးဆောင်များအပန်းဖြေအားကစားပစ္စည်းများဖြော်ပြရေးဂီတဒုတိယများ Secret ဆေးပြင်းလိပ်ဝိုင်းရက်နယ်ဘီယာတို့ပါဝင်နေကြောင်းသတ်မှတ်ထားပါတယ်။နိုင်ငံရခြားတမ်မရှင်ဖွဲ့များတဲ့မှာချို့လူပုဂ္ဂိုလ်များမှာလည်း New York မြို့ကိုလံဘီယာလမ်းဆောင်ပတ်လည်25မိုင်ဝမ်ဝိုင်းကိုကျော်လွန်ခီးသွားလို့ပါကအမေရိကန်အစိုးရထံမှကွန်ပျူတာတောင်းခံရန်လိုအပ်မယ်လို့သိရှိရပါတယ်။အီရန်ဘယ်လာရုစ်တရုတ်ကျူးဘာအီရီထရီးယားမြောက်ကိုရီးယားရုရှားဆီးရီးယားဗင်နီဇွဲလားနိုင်ငံများမှာတန်ကိုယ်တလဲချို့မှာဆိုပါခီးသွားကန့်သက်ချက်ကိုခံရပွဲရှိနေကြောင်းလည်းအမေရိကန်နိုင်ငံသားရေးဝန်ကြီးဌာနကြီးညာချက်မှာဖော်ပြထားပါတယ်။